ဖာဟင်းကိုအခုလိုငရုတ်သီးဆက်ဆက်လေးနဲ့ချက်ပြီးစီပြန်ရေကြံလေးနဲ့ထမင်းမိန်လေးသုံးဆောင်ချင်တဲ့သူတွေဒီနေ့ဖာဟင်းကိုတဲ့ပြား6လေးနဲ့စီပြန်ရေကြံဟင်းလေးတစ်ခွက်သွားပြီးတော့ချက်လိုက်ရအောင်ဖာဟင်းချက်တဲ့အခါမှာမချက်ခင်ဖားရဲ့ညီနံ့ကိုအခုလိုရေနွေးလေးနဲ့ခဏလောက်ပြုတ်ထားပေးရပါမယ်ကြက်နေအောင်ပြုတ်ပေးစရာမလိုပါဘူးအချိန်လေးက10စက္ကန့်လောက်ကြာသွားပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်ပြီးအပြင်ပိုင်းကအဖြူရောင်အဖက်လေးတွေကိုစင်အောင်ဆေးထားပေးပါပြီးရင်တော့ကိုသုံးဆောင်ချင်တဲ့အရွယ်ပမာဏလေးတွေကိုတုံထားပေးပါဖားကောင်ကြီးလေးနဲ့ချက်မှဆိုရင်တော့ပိုပြီးအရသာရှိပါတယ်စားစနွင်းအချိုမုတ်လို့နဲ့အရသာနေပြီးနှက်ထားပေးပါချက်မဲ့အိုးလေးထဲစီလေးထဲစနွင်းလေးထဲဆက်ဆက်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ငုတ်ဒီအချောက်တောက်ကိုမှ2နိုင်လေးထဲကျက်သွန်ပြူကျက်သွန်နီလေးကိုမွေးနေအောင်စီချက်သက်ပုံမွေးပြီးစားလို့ကောင်းအောင်ဂျင်းလေးပါလက်တစ်ဆင့်လောက်ထောင်းပြီးတော့ထည့်ပေးပါဒါဆိုလို့ရှိရင်ဒီဟင်းပွဲကအရန်ကိုပြီးပြည့်စုံတဲ့ဟင်းပွဲလေးပါကျက်သွန်နှမ်းလေးမွေးသွားပြီဆိုရင်တော့အရသာနေထားတဲ့ဖားလေးတွေကိုထည့်ပါမယ်ဒီအချိန်မှာမီးလေးကိုပုံမှန်လောက်နဲ့အပေါ်အောက်ခပ်ဖွားလေးကျွန်တော်တို့ထပ်ပြီးတော့မွေးပါမယ်ခင်ဗျာဖားကိုအခုလိုစီပြန်ရေကြံလေးချက်စားလို့ရတယ်လို့နောက်ထပ်ဇပလင်တို့နဲ့ခါချက်6လေးကြော်စားလဲရပါတယ်ဒါပေမဲ့များသောအားဖြင့်အခုလိုစီပြန်ရေကြံလေးချက်တာတိတ်ပြီးတော့မရှိသေးပါဘူးကဲအားလုံးမွေးသွားပြီဆိုတော့ရေလေးထက်ဇပလင်လေးထက်ဖုံးလေးလုံအောင်ပိန်ဟင်းအိုးလေးပွက်ဆူလာတဲ့အထိတစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်ဟင်းအိုးလေးပွက်ဆူလာပြီဆိုလို့ရှိရင်တော့အပေါ်အောက်တစ်ခေါက်ကျွန်တော်တို့ပြန်ပြီးတော့မွေးပါမယ်ဖားဟင်းကိုအချင်တက်လေးအတင်းတင်းလေးပါအောင်ကျွန်တော်တို့တရက်ပြား6လေးကိုရေဆေးပြီးတော့4-5ပြားလောက်ပဲထည့်ပါမယ်ခင်ဗျာတရက်ပြားမရှိလို့မကြီးရင်လည်းချက်မယ်ဆိုလို့ရှိရင်လည်းချက်လို့ရပါတယ်ခင်ဗျာဟင်းအိုးလေးနောက်တစ်ချိန်ပွက်ဆူလာပြီဆိုရင်တော့အပေါ်ငံရတာလေးမြည်လို့ရပါပြီခင်ဗျာဟာပေါရှေ့လောကညီနေမြဝိရင်တွေကကုန်သွားတယ်ကွာရေးတယ်ဟင်းအိုးရဲ့အရသာလေးပေါ်နေမယ်ဆိုလို့ရှိရင်တော့ငန်းငန်းပြရည်လေးထပ်လိုက်လို့ရပါတယ်တကယ်လို့ပူပူဆက်ဆက်လေးကြိုက်တယ်ဆိုရင်တော့ငရုတ်ကောင်းလေးထောင်ထည့်ပေးပါအမွေးကြိုင်ကိုကြတော့ကျွန်တော်ဇပလင်နဲ့ဂျင်းလေးကိုပဲအဓိကထားပြီးချက်ပေးထားတာမို့တကယ်လို့အခြားအမွေးကြိုင်လေးကြိုက်တယ်ဆိုရင်လည်းပြောင်းသုံးလို့ရပါတယ်ခင်ဗျာပစုံနေဆိုလို့ရှိရင်တော့ဒီလိုကြီးကြီးမားလေးထည့်တာပဲချမုံကြော်လေးနဲ့နေမယ်ကြိုက်လိုက်တဲ့ဖားပေါက်ဖားဟင်းမှာကအချင်းရတာလေးနည်းနည်းပါရနော်တည့်ပြရတယ်အရင်ချင်းလည်းပဲတော့မတော်ချွန်အောင်ပူချင်းပစုံလေးတော်ကောင်းတယ်ကိတ်ကန်နော်ဆက်တာတော့နည်းနည်းဆက်တယ်ဖားဟင်းရတယ်ချမောင်းတော့အဲ့တော့မဆက်ဘူးကွက်တိပဲဖားဟင်းနဲ့ချမောင်းစုံတယ်ဟာရှေ့ချိန်ရရင်ဖားဟင်းလေးချက်စားကြည့်တော့ကျွန်တော်ချက်တဲ့အတိုင်းလိုက်ချက်ကြည့်ဖားညီနဲ့မရဖားညီနဲ့လုံးဝမရဖားဟင်းလေးနဲ့ချက်မဆိုရင်လိုက်ပြီးတော့ချက်စားကြည့်ပါတဲ့ပြားလေးတော့ထဲတော့ငယ်တို့ချမုံကျော်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာချမုံကျော်အသင့်စားအထုပ်လေးတွေရပါမယ်ဒါတွေကတော့200ကြီးအထုပ်လေးပါဒါတွေကတော့100ကြီးအထုပ်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးကိုအစားဆုံးမရောက်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ်ဗျာ